မင်းကကြာရှုံးမှာကိုကြောက်တာမဟုတ်ပါဘူးမင်းကြာရှုံးတာကိုမင်းပင်သားလူတွေတွေ့သွားမှာမင်းကကြောက်နေရပါမင်းလှုပ်ရှင်တဲ့အရာတစ်ခုခုကိုမင်းစပြီးတော့မကြိုးစားရတာမဟုတ်ဘူးမင်းကမင်းပင်သားလူတွေနဲ့ကွဲထွက်ပြီးတော့ဒီဟာကြီးကိုလှုပ်လိုက်ရမှာဒီဟာကြီးကိုကြိုးစားနေရဆိုတာကိုသူတို့တွေမြင်ပြီးတော့မင်းကိုလှောင်ပါဦးမင်းကကြောက်နေရပါမင်းမှာဘာမှမရှိဘဲနဲ့မင်းလှုပ်ရှင်တဲ့အရာတစ်ခုကိုလှုပ်ဖို့အတွက်ကိုမင်းကစိုးရိမ်နေရမှာမဟုတ်ပါဘူးမင်းပင်သားလူတွေကဒီကောင်ဘာမှမရှိဘဲနဲ့လုံနေတယ်ဒီကောင်လောက်ထားကြီးကအကျိုးလည်းမရှိပါဘူးဆိုတဲ့စကားသံတွေအဲ့လိုဝေဖန်ခံရမှာတွေကိုမင်းကကြောက်နေတာပါတခါလေမင်းဘာတွေပဲလှုပ်ရှင်အရင်ဆုံးမင်းရဲ့အတွေးလေးကိုဒီလိုလေးပြောင်းပြီးတော့တွေးလိုက်မယ်ဆိုရင်မင်းလှုပ်ဖို့အတွက်လမ်းကြောင်းပေါ်စပြီးရောက်သွားပါလိမ့်မယ်ဆိုလိုတာကတခါလေမှာမင်းလှုပ်ရှင်တဲ့အရာတွေအတွက်အဟန့်တားပါလဲဆိုရင်မင်းရဲ့ဘေးနားကလူတွေပါပဲဒါပေမဲ့အမှန်တရားပါလဲဆိုတော့မင်းရဲ့ဘေးနားကမင်းနဲ့အရင်ဆုံးသူတွေဒါမှမဟုတ်မင်းနဲ့တိတ်မသိတဲ့သူတွေအကုန်လုံးကလည်းမင်းလုပ်သမျှကိုအချိန်ပြည့်လိုက်ပြီးတော့ဂရုစိုက်နေမှာမဟုတ်ပါဘူးတကယ်လို့ဂရုစိုက်နေတယ်ဆိုရင်တော့မှသူတို့ပြောတဲ့စကားသံတွေသူတို့မင်းကိုသုံးသက်တဲ့သူတို့ရဲ့ထင်မြင်ချက်တွေကမင်းရဲ့တန်မှုနဲ့ဘာမှဆက်ဆံမှုမရှိနေဘူးအဲ့တော့အဲ့ဒီအတွေးခေါ်တွေအဲ့ဒီစကားသံတွေကိုအဝင်ခံပြီးတော့တစ်နှစ်ကုန်သွားတာနှစ်နှစ်ကုန်သွားတာမင်းလှုပ်ရှင်တာတွေကိုမစားလိုက်ရမှာထပ်ပြီးတော့မဖြစ်ပါစေနဲ့တော့အခုကစားပြီးမင်းလှုပ်ရှင်တာတွေလှုပ်ဖို့အတွက်မင်းမှာပဲတောင်းရှိပါတယ်ဘသူစီကနေပြီးတော့မှထောက်ခံချက်တွေယူမနေပါနဲ့တော့အခုပဲစားလိုက်ပါတော့